Infinite ကတော့မှအသေးထွက်ရှိလာတဲ့ Infinite ရဲ့ Hot 60i ကိုမိတ်ဆက်ပေးလိုက်ပါတယ်သူရဲ့ဘူးထဲမှာဆိုရင်တော့ Type C အာသွင်းကြိုးရယ်နောက်တစ်ခုကတော့ဒီအာသွင်းထုံးပေါ့နော်45 watt အာသွင်းထုံးပါမယ်နောက်တစ်ခုကကာဘာကသူကဒီအမာသားလေးပေါ့နော်ကာဘာအမာသားလေးရယ်ဒီစင်ကတ်ထုတ်တဲ့ပင်ရယ်ဆိုပြီးတော့ပေါဝင်လာမှာဖြစ်တယ် version နှမျိုးနဲ့ဝင်တာဖြစ်တယ် RAM 4 128GB ကိုဝယ်ယူမယ်ဆိုရင်တော့သူကခံမှန်းစည်းနှုန်းတွေအရတော့4,900,000ဝန်းကျင်လောက်နဲ့ရမှာဖြစ်ပြီးတော့ဒီ RAM 6 128GB ကိုဝယ်ယူမယ်ဆိုရင်တော့9,100,000ဝန်းကျင်လောက်နဲ့ရရှိမယ်လို့သိရတယ်ပေါ့နော်အခုပြောတဲ့ဈေးတွေကတော့ကျွန်တော်ဒီခံမှန်းစည်းနှုန်းတွေကိုပြောပြတာပေါ့နော်ကျွန်တော်လက်ထဲကိုရောက်ရှိနေတဲ့ကာလာလေးကဒီ Titanium Saber ဆိုတဲ့ကာလာလေးပေါ့နော်သူရဲ့အနောက်ဘက်ကတော့ရိုးရိုးရှင်းရှင်းပဲ Infinite လို့ရေးထားတဲ့စာတန်းလေးတစ်ခုပဲပါမယ်သူရဲ့အနောက်ဘက်နဲ့ base frame တွေကို plastic frame ကိုသုံးပေးထားတယ်အထူကဒီ 7.7mm ရှိမယ် weight က 188g ဆိုတော့ကန်ရတဲ့အနေအထားလေးကတော့ပုံမှန်ပဲရှိတယ်နောက်ဘက်မှာကင်မရာ3လုံးပုံစံ downlight တက်ဆင်ပေးထားတယ်တကယ်တော့ပါတာကတော့ကင်မရာကတော့တစ်လုံးပဲပေါ့နော် main camera 50 megapixel နောက်ထပ်ဒီ lens တစ်ခုရဲ့အောက်နားကတော့ကျွန်တော်ဒီ TV တို့ aircon တို့ကို remove အဖွင့်ဖိတ်ပါညာလုပ်ဖို့အတွက်စင်ဆာလေးပါဝင်လာမှာဖြစ်တယ်ဒီဖုန်းရဲ့ထူးခြားချက်ကသူကဘာလဲဆိုတော့ဒီဘေးနားကကျွန်တော်ဒီ volume key တွေရဲ့အောက်မှာသူကဒီ one dash button လေးဆိုတာပါလာတယ်ပေါ့နော်ဒီကောင်လေးကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်သူ့ကိုဒီ double dash နှိပ်မယ်ဆိုရင်ကျွန်တော်ဒီကင်မရာလေးတက်သွားချင်တာတို့အရေးပေါ်မြည်ပြတ်တဲ့အချိန်မျိုးမှာ flash ထိုးချင်တာမျိုးတွေနောက်တစ်ခုကဒီ note ထဲသွားချင်တာလား screen recording လုပ်ချင်တာလားဒီစတဲ့လိုလေကူအသုံးပြုချင်တဲ့လူတွေအတွက်ဒီထဲမှာသွားပြီးထည့်ပြီးတော့အသုံးပြုလို့ရတယ်တကယ်လို့မှဒီကောင်လေးကိုဖိထားမယ်ဆိုရင်သူက AI voice assistant ကိုရရှိမှာဖြစ်တယ် speaker က2လုံးပါတယ်ပေါ့နော်အပေါ်တစ်လုံးအောက်တစ်လုံးပါဝင်လာမှာဖြစ်တယ်ဆိုတော့ speaker ရဲ့အတန်တွက်ကတော့ကျဲတယ်နောက်တစ်ခုကဒီ speaker ကိုအဆုံးထိကျဲလိုက်မယ်ဆိုရင်အနောက်ဘက်ကတော်တော်လေးတိတိတတ်တာကိုဒီ vibrate ပေါ့နော်တုံလာတာမျိုးကိုခံစားရတယ်စင်ကတ်နှစ်ကတ်သုံးလို့ရပြီးတော့ memory SD ကတ်ပါထပ်ဆိုင်လို့ရမယ်အောက်မှာ 3.5mm ဂျက်ပေါက်ပါသူထည့်ပေးထားတယ်ဆိုတော့ကျွန်တော်ဒီ FM radio တွေပိုင်းနားထောင်ချင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ် fingerprint ကတော့ side fingerprint ပဲပေါ့နော်ကျွန်တော်ဒီ stand ကြီးရဲ့အဖွင့်ပိတ်တွေပိုင်းလုပ်ကြည့်တာတော့အဆင်ပြေတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ် IP64 dust and water resistant ရတာဖြစ်တဲ့အတွက်ဒီမတော်တဆရေဆိုတာတွေရေဖိတ်စင်သွားတာတွေပြီးဖုံမုတ်တွေရဲ့ဒဏ်ကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်တယ် screen display ပုံစံကတော့အလယ်မှာပတ်ဟို display ပုံစံနဲ့လာတယ် screen size က 6.7 inch ရှိတယ်ပေါ့နော် screen size လေးကြီးတယ် IPS LCD display ကိုသုံးပေးထားမယ် 120Hz ရမယ်ပေါ့နော်ပြင်နေပိုင်းမှာအသုံးပြုမဲ့လူတွေအတွက်900နစ်ထိရရှိတာဖြစ်တဲ့အတွက်ပေါ့နော်အပြင်နေပိုင်းမှာအသုံးပြုတာကတော့မစိုးဘူးပေါ့နော်အရင်ထင်းထင်းရှားရှားကြီးမမြင်ရဘူးဆိုပေမဲ့လည်းကြည့်လို့ရတဲ့အနေအထားလေးမှာတော့ရှိတယ်920p ရုပ်ထွက်ပဲရရှိတာဖြစ်တဲ့အတွက်ဒီရုပ်ရှင်တွေပိုင်းကြီးကြီးတဲ့အနေအထားမှာတော့ပုံရိပ်တွေရဲ့ကြည်လင်ပြတ်သားမှုကတော့အားနည်းတယ်လို့ပြောရမယ်နောက်တစ်ခုကသူ့ရဲ့ display ကရုပ်ရှင်တွေပိုင်းကြီးအရင်လင်းတယ်လို့မခံစားရဘူးပေါ့နော်ဒီ orange display တော့ထည့်ပေးထားတယ်ဒါပေမဲ့ orange display ကလည်းထုံးစံအတိုင်းပဲဒီ5စက္ကန့်လောက်နေသူ့အတူ auto ပိတ်သွားမယ် software ပိုင်းမှာဆိုရင်တော့ဒီသူတို့ရဲ့ HOS 50.1 နဲ့ Android version 15နဲ့လာတယ်ဒီမှာသူက AI feature စုံစုံလင်လင်ပါတယ်ပေါ့နော် AI နဲ့ drawing ဆွဲတာတို့ voice assistant တို့ translate တို့စတဲ့ AI feature လေးတွေစုံစုံလေးထည့်ပေးထားတာကိုတွေ့ရတယ်ဒီ double tap on off တွေပါဒီဖုန်းမှာအလုပ်လုပ်လို့ရမှာဖြစ်တယ်ပေါ့နော် performance ပိုင်းမှာဆိုရင်တော့ Helio G81 Ultimate ကိုသုံးပေးထားတာဖြစ်တယ်တမန် daily အသုံးပြုတဲ့ app တွေကိုသုံးမယ် game ဆော့မဲ့လူတွေအတွက်ကတော့ပေါ့ပေါ့ပါ game ဆော့မဲ့လူတွေအတွက်ပဲအဆင်ပြေမှာဖြစ်တယ်ပေါ့နော် main camera က 50 megapixel ပါဝင်လာမှာဖြစ်တယ် 2.8 ရိုက်လို့ရမှာဖြစ်တယ်ပုံတွဲတွေကတော့ဒီအပြင်နေမှာနေပူတဲ့အချိန်မျိုးတွေအလင်းရောင်လုံးလုံးလောက်ရှိတဲ့အချိန်မျိုးတွေမှာရိုက်ကြည့်တာတော့အဆင်ပြေတယ်ကဲလို့ဗီဒီယိုရိုက်မယ်ဆိုရင်တော့ 2K ကို 30fps အထိထားပြီးတော့ရိုက်လို့ရမယ် speed camera တော့ 5 megapixel ကိုသုံးပေးထားမှာဖြစ်တယ် battery ampere ကသူက 5160mAh ပါတယ်အားပြန်သွင်းမယ်ဆိုရင်သူက 45W ပေါ့နော်အားသွင်းမြန်စနစ်ပါဝင်လာတာဖြစ်တယ်ဆိုတော့ဒီဈေးဝန်းကျင်မှာဒီ 45W ထည့်တဲ့ဖုန်းတွေကတော့ရှားတယ်ပေါ့နော်အားပြန်သွင်းမယ်ဆိုရင်0ဝိုင်းတော့မှသူက 50% ကိုမိနစ်24မိနစ်လောက်ပဲအားသွင်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ0 to 100ဆိုရင်တော့ဒီတနာရီဝန်းကျင်လောက်ပဲအားသွင်းရမှာဖြစ်တယ်ဒီဖုန်းကတော့ဘယ်လိုလူတွေအတွက်အဆင်ပြေလဲဆိုတော့ screen size ကြီးကြီးပေါ့နော်နောက်တစ်ခုကဒီ battery အားကလည်းဒီ daily usage တစ်ရက်လောက်တော့ခံရမယ်တကယ်လို့အားသွင်းရင်လည်းမြန်ရမယ်ဆိုတဲ့လူတွေအတွက်ကတော့အဆင်ပြေတယ် online game ဆော့မဲ့လူတွေကျွန်တော်ဒီရုပ်ရှင်တွေပိုင်းကြည့်မယ်ဆိုရင် color တွေကလုံးဝဆူဆူတောက်တောက်ကြီးကြီးလင်းလင်းမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကတော့ဒီဖုန်းကတော့ဒီဟာတွေအတွက်အနည်းငယ်လိုအပ်ချက်လေးတွေတော့ရှိနေအောင်မှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်